Okay ဒီနေ့ခေတ်မှာအရင်ကလူပြောများနေတဲ့ digital product ဆိုတာကပါလဲ digital product ဆိုတာကရိုးရှင်းပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီဖုန်းဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ laptop တွေကို internet နဲ့ချိတ်ပြီးတော့ကြည့်လို့ရမယ်နားထောင်လို့ရမယ်သုံးလို့ရမယ်ပြီးတော့နောက်ထပ်ဖတ်လို့ရမယ်အဲ့ဒီအရာတွေအားလုံးကိုကျွန်တော်တို့က digital product လို့ခေါ်တယ်ကျွန်တော်ခြုံငုံပြီးပြောမယ်ဆိုရင်ကွာမိတ်ဆွေတို့အခုသုံးနေတဲ့ဒီ TikTok တွေ YouTube တွေ Facebook တွေကလည်းဒါကလည်း digital product ပဲအခုမိတ်ဆွေတို့ဒီ Play Store ကနေပြီးတော့ download လုပ်တဲ့ game တွေကလည်းဒါ digital product ပဲအဲ့တော့အဲ့ဒါတွေအားလုံးက digital product ဖြစ်တယ်အခုကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လူတွေကဘယ်လိုလုပ်ကြလဲဆိုတော့ဒီ digital product ကိုသူတို့ဒီ online courses တွေအနေနဲ့လုပ်ကြတယ် online courses ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် video တစ်ခုကိုရိုက်ထားပြီးတော့ကျွန်တော်ပြန်လဲရောင်းချခြင်းကိုအဲ့ဒါကိုလည်း digital product လို့ခေါ်တယ်မြန်မာမှာတိတ်ပြီးတော့မတွင်ကျယ်ဘူးဒါပေမဲ့နိုင်ငံခြားမှာဆိုရင်တော့ပို့ပြီးတော့ widely ဖြစ်တယ်ပို့ပြီးတော့တွင်ကျယ်တယ် okay အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ချက်က digital product ရဲ့အားသာချက်ကပါလဲအားသာချက်နံပါတ်1ကတော့ no inventory ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပစ္စည်းတွေထားသို့ဖို့အတွက်ကိုဂိုဒေါင်တွေလည်းမလိုသလိုကျွန်တော်တို့ဒီ shop တွေလည်းလုံးဝမလိုအပ်ဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ no delivery service no delivery service ဆိုတာကကျွန်တော်တို့ဘာ delivery မှပို့စရာမလိုဘာဖြစ်လို့လဲဒါ physical item မဟုတ်တဲ့အတွက်ကိုကျွန်တော်ပြောမယ်ဆိုဒီ online နေပဲအရာအားလုံးလုပ်လို့ရတာကွာသိလား online နေ click တစ်ခုလေးနဲ့ download လုပ်လိုက်လို့ရတဲ့အရာဖြစ်တယ်အဲ့တော့ digital product ကအရန်အောင်မှကျယ်ပြန့်တယ်နောက်ဆိုရင်လည်းဒီ digital product ကထပ်ပြီးတော့မှအောင်မြင်အောင်မှအဲ့တော့လူချင်းမင်းတို့လည်းဒီ digital product အလုပ်ကိုလုပ်သင့်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်နောက်နေ့ video တွေမှာဆိုရင်ဒီ digital product အကြောင်းကိုအသေးစိတ်ပြန်လည်ရှင်းပြပေးမယ်